ပတ်ဝန်းကျင်ကိုထိန်းသိမ်းတာပေါ့နော်ဒီပတ်ဝန်းကျင်ကိုထိန်းသိမ်းမယ်တဘာဝရှိမြေတောတောင်တွေကိုထိန်းသိမ်းမယ်ဒီထိန်းသိမ်းဖို့ရာလုပ်ငန်းစဉ်တာဝန်ကစံမွေးအောင်ဖို့ပို့အရေးကြီးရလို့ပြောလာတယ်ဆိုရင်ဘယ်လိုမျိုးပြန်ဖြစ်မလဲပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရမှာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရမယ်အကြောင်းအရာကခုသားငယ်သမီးငယ်တို့တစ်နှစ်တစ်တန်းအောင်ဖို့ရာစံမွေးတွေအောင်ဖို့ရာအရေးထက်ပိုအရေးကြီးရလို့ပြောလာရင်ဒီမေကွန်းလေးကိုဘယ်လိုမျိုးပြန်ဖြစ်မလဲဒီပေါ့နော်ဒီမေကွန်းလေးကိုဆွေးနွေးဖို့ရအတွက်လီယန်လေးကိုဖိတ်ခေါ်ပါလိမ့်ရှင်လီယန်လေးဆွေးနွေးပေးပါအောင်ရောဆောင်းဝေးဖြေနေနေပါလို့လေတက်ရှူနိုင်မှဆောင်းဝေးဆိုတာလေးဖြေနိုင်မယ်ပြီးတော့ကျွန်တော်ဒီပတ်ဝန်းကျင်ဒါပျက်စီးသွားမယ်ဆိုရင်ကျွန်တော်ဆောင်းဝေးအောင်ထားရဲ့ဗီလမနီကကျွန်တော်အသက်ဆက်ရှင်နေတာဘာမှမလုပ်ပြီးနိုင်ဘူးလေဆိုတော့ကျွန်တော်ဆောင်းဝေးဖြေဆိုတာကဒါပေမဲ့ဆောင်းဝေးဖြေဘက်ကကြည့်လိုက်မယ်ဆိုရင်လေဆောင်းဝေးဖြေဆိုတာကဘူးတူတာရှိရဲ့လူသားတယောက်ဖြစ်ဖို့မဟုတ်လားတကယ်ပညာရှိရဲ့လူဆိုတာကကိုနေထိုင်တဲ့ကဘာကြီးကိုဘယ်လိုစောက်ရှောက်ရမလဲဆိုတာကိုခေါ်တာပေါ့နော်ပတ်ဝန်းကျင်ကိုဂရုမစိုက်ရဲ့ဒီစာတွေပဲအလွတ်တွေထိုင်ကျက်နေပြီဆိုရင်လေဒီပညာရေးစစ်မှန်နေရည်ရွယ်ချက်ဆိုတာပြတ်ဆုံးသွားမှာလေဒါကြောင့်မလို့ဆောင်းဝဲဆိုတာကပြန်ဖြေလို့ရပါတယ်ဒါပေမဲ့ဒီတဘာဝပတ်ဝန်းကျင်ကတော့ဒီတစ်ခါပျက်စီးသွားပြီဆိုရင်အရင်တိုင်းပြန်ရမှုဆိုတာကတော့မလွယ်ကူဘူးပေါ့နော်ဥပမာအနေနဲ့ပြောရရင်ရာသီဥတုဖောက်ပြန်လို့တဘာဝဘေးရန်ကြီးကျုံလာရင်လို့ရှိရင်ကျွန်တော်ဒီဆောင်းဝဲဆိုတာတောင်ဖြေခွင့်ရအောင်ဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့ဆောင်းဝဲအောင်တာကကျွန်တော်တို့အတွက်အရေးကြီးရဲ့တဝင်းကျင်ထိန်းသိမ်းတာကတော့ကျွန်တော်အားလုံးရှင်းသန်မှုအတွက်အရေးကြီးပါရဲ့ရှင်ပြီးတော့အသက်ရှင်နေမှာပဲကျွန်တော်ရဲ့အနာဂတ်ဆိုတာရှိမှာမလားဒါကြောင့်မလို့ကျွန်တော်ကဆောင်းဝင်းအောင်မှုစူးစမ်းနေနေဒီတစ်ဖက်မှာလေကျွန်တော်ရှင်သန်ဖို့အတွက်ဒီပတ်ဝန်းကျင်ကိုတာဝန်ယူမှုရှိနဲ့ကာကွယ်ဆောက်ရှောက်ဖို့လိုအပ်ပါတယ်နောက်မေကွန်းလေးတစ်ခုကကြတော့ဒီပေါ့တခြားသူတွေကအမိုက်တွေကိုပြစ်နေချိန်မှာတားငယ်သမီးငယ်တို့ចောင်းသူចောင်းသားအရွယ်လေးတွေကအမိုက်တွေကောက်ပြီးတော့ပတ်ဝန်းကျင်ကိုပြုပြင်ထိန်းသိမ်းမယ်ပြုပြင်ထိန်းသိမ်းဖို့ပါပေါ့နော်အမိုက်တွေကိုစနစ်တကျပြစ်မယ်ဒီစွန့်ပစ်ပစ္စည်းကိုစနစ်တကျပြန်သုံးဖို့ရအတွက်လှုပ်ဆောင်နေတာကရှက်စရာလားဂုဏ်ယူစရာလားဒီမေကွန်းလေးကိုဖြေဖို့ရအတွက်စကိုင်လာလေးကိုဖိတ်ခေါ်ပါရရှင်စကိုင်လာလေးဖြေကြားပေးပါဦးကျွန်တော်အတွက်တော့ဒီအပြုတ်မူကရှက်စရာတခုမဟုတ်ပါဘူးဒါပေမဲ့ကိုယ်စရာတခုလို့လည်းမခံရပါဘူးရှင်ဒီပတ်ဝန်းကျင်ကိုထိန်းသိမ်းဆောက်ရှောက်တာပြည်သူပြည်သားတွေရဲ့တာဝန်တစ်ခုပါကျွန်တော်တို့ចောင်းသားတိုင်းလူသားတိုင်းလုပ်တဲ့အရာတစ်ခုပါဒီလမ်းမှာကြာနေလို့ကြည့်မကောင်းတဲ့အမိုက်ကိုကောက်လိုက်တာဟာကျွန်တော်တို့တော့ bare minimum တစ်ခုလို့လားမြင်ပါတယ်လူတယောက်ကအနည်းဆုံးလုပ်နိုင်တဲ့အရာတစ်ခုတော့မြင်ပါတယ်ဒါပေမဲ့ဟိုဘက်ကစီးမံကမ်းမဲ့အမိုက်ကိုကြုံလို့ကြံလို့ပြစ်တဲ့လူတွေထက်ဆိုင်တော့အများကြီးတာရလို့ယူဆမိပါတယ်ရှင်။